ပြန်တော့ပြေးလိုက်ဝင်ရိုင်းမှောက်သွားလိုက်ဝါးပြန်တော့ပြေးလိုက်ဝင်ရိုင်းမှောက်သွားလိုက်ကိုကလိုက်ပြစ်လိုက်အဲ့လိုမျိုးအဲ့မှောက်နေတာပေါ့သူကဒီတိုင်းမှောက်ပြေးချိန်ကျွန်တော်တို့မလာခင်တည်းကမပြေးပဲနဲ့ကျွန်တော်တို့ကသူ့ကိုကြောသွားပြီးသေပြီးဆိုသူ့ကိုကြောသွားတဲ့အချိန်ကျမှနောက်ကနေထားပြီးနောက်ပြန်ပြေးတော့ဘယ်လိုလုပ်တတ်ရှင်ဘောသူအဲ့ဘယ်ရတော့မင်္ဂလာပါနထိုးကြီးဗီဒီယိုကြည့်ပြီးသွားပြီလားစောင်းရမိုက်တယ်နော်ဟိုကျွန်တော်ပြောတဲ့ဟိုဟာလေဟိုလောကရှေ့ပိုင်းကာလာတွေမှာတောက်လျှောက်ပြင်းခဲ့တဲ့နထိုးကြီးဖွဲ့ပေါ့နော်အခုဆိုလဲဒါတိုက်ပွဲရုပ်သံဗီဒီယိုတစ်ခုထွက်လာပြီသတင်းလည်းတက်လာတဲ့စောပိုင်းကာလာပါနော်တနက်44လက်ပြီးရင်25ယောက်တည်တယ်ဘယ်လောက်14ယောက်ဖမ်းမိတယ်ပေါ့နော်ဖမ်းမိတယ်ပြီးရင်ဒါကြီးတွေဆိုလဲအပုံလိုက်ပဲလက်နဲ့44လက်ဆိုတာလဲနဲတဲ့ဟာမဟုတ်ဘူးเนาะအဲ့ဟာပြီးရင်အဲ့ဗီဒီယိုဖိုင်ထဲမှာဆိုလဲစောင်းရအားရတယ်ဗျာသိလားအဖွဲ့တွေပြောနေဆိုနေပုံနေပြီးရင်ပြစ်တာခတ်တာအကုန်လုံးပဲတကယ်အားရကြကောင်းတယ်ဟိုဘက်ကစစ်တုပ်ပန်းနေဆိုတာဗျာမြင်တဲ့အတိုင်းပဲသိရမလားလုံးဝဟိုပျော်ပြူးပြီးတော့လာတဲ့အတိုင်းပဲသိရအဲ့တော့ကျွန်တော်အဲ့အကြောင်းအဲ့ဖြစ်စဉ်အကြောင်းပေါ့နော်ကျွန်တော်နည်းနည်းဆက်စုကျင်လို့အဲ့တပ်ဖွဲ့ကဒါနထိုးကြီးတပ်ဖွဲ့ကတာဝန်ရှိသူတယောက်စီကိုကျွန်တော်ဖုန်းဆက်ပြီးတော့မေးပေးမယ်မင်္ဂလာပါကြာမင်္ဂလာပါလောက်ပါဦးနထိုးကြီးဟိုဟာအခုလက်ဆွဲပြနေရဆိုတော့တာဝန်ယူထားတဲ့အကြောင်းလေးဗာလေးညာလေးမိတ်ဆက်ပေးပါအောင်ရေးတော့ဟုတ်ကဲ့ပါဆရာကျွန်တော်ကတော့နထိုးကြီးpeople defend ဖို့ပေါ့နော်နထိုးကြီးကျွန်တော်တို့ PDF ပေါ့နထိုးကြီး PDF မြင်းညက်ခိုင်အမှတ်4တန်ရင်မြင်းညက်ခိုင်အမှတ်10တန်ရကျွန်တော်ကမြင်းညက်ခိုင်အမှတ်10တန်ရင်ယာယီမှုစိုးအောင်ပါလောလောဆယ်မြေပြင်ခြေနေရတော့ကျွန်တော်တို့ဒီမှာပွဲတွေလည်းဇက်တိုက်ဖြစ်ထားတာပေါ့အရင်ပြီးခဲ့တဲ့ရက်ပိုင်းမှာဖြစ်နေရတယ်ပေါ့နော်အခုသတင်းကတော့ဒါကျွန်တော်တို့တနိုင်ငံလုံးလဲသိနေတဲ့ပုံစံဖြစ်သွားတာပေါ့နော်ဆရာဟုတ်တယ်ဒါတော့အကင်းပဲရှိသေးတယ်ဟလားမထုတ်ပြန်သေးရတယ် live ပါနော်ဒီဖြစ်နေရတော့သိတဲ့အတိုင်းပဲဆရာနော်အဲ့လိုမျိုးဆိုတော့ကျွန်တော်လည်းဒီထက်ပိုပြီးစော်ဖို့ပဲရှိတာအခုဒီသူတို့ကလာကိုရင်ကျွန်တော်တို့လှူနေကြအရင်လာလည်းဒီလိုချိန်ပဲလှူသွားတာဒီလာလည်းဒီလိုချိန်လာလှူတာပဲလာစီစောင့်ကြည့်ရမှာပေါ့လာစီစောင့်ကြည့်ရမယ်အပိုင်းနဲ့လာပါဆရာနောက်ကျရင်အပိုင်းနဲ့လာအခုအဖွဲ့တွေရောအဲ့လိုမျိုးဟိုထိခိုက်တာပါညာရှိသေးလားအဲ့လိုမျိုးဟုတ်ကဲ့ဆရာရှိတယ်ကျွန်တော်တို့ဒီနထိုးကြီးပကဖပေါ့နော်နထိုးကြီးပကဖကာကွယ်ရေးအဖွဲ့ကကျွန်တော်ရဲဘော်2ဦးကဒီလေရင်ပေါ့နော်ဟိုလေချောင်းတိုက်ခိုက်မှုကြောင့်ရဲဘော်2ဦးကြာတယ်ပြီးတော့နထိုးကြီးပကဖရဲ့လောက်ခံနောက်ထပ်ကျွန်တော်အုပ်ချုပ်ရေးရင်းကလဲပတ်နေတဲ့ထဲကပေါ့နော်ရကြေးတာဝန်ခံတွေတဲကတယောက်လဲကျွန်တော်တို့လေချောင်းတိုက်ခိုက်မှုကြောင့်3ယောက်ပေါ့ကြာဆုံးသွားတယ်ဆရာတခြားဒဏ်ရာရတွေကတော့ရဲဘော်တွေရှိတယ်ဒါပေမဲ့စိုးရင်ရတဲ့ဒဏ်ရာတော့မရှိဘူးအဓိကတော့သူတို့စစ်တုံးပန်းတွေကိုကျွန်တော်တို့ကဒီထိမ့်သိမ့်တဲ့နေရာမှာကျဲခံရတာဖြစ်တဲ့အတွက်သူတို့စစ်တုံးပန်းတွေကိုသူတို့အဓိကလိုက်လံခြေမုံတဲ့သဘောပေါ့လုံးဝလက်စာဖျောက်လိုက်တဲ့သဘောဟုတ်မရရတယ်နော်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဒါဟိုဘက်ကကောင်နေဘယ်လောက်ပဲတည်ကိုဘက်ကလူနည်းနည်းလေးတောင်ထိကြိုက်တာကျွန်တော်ကမခံစားနိုင်ဘူးလေနော်ဘယ်ပဲဖြစ်ဖြစ်ဒါထိကြိုက်ကတော့နှစ်ဖက်ရှိတာပဲပေါ့နော်ဒါစစ်စင်အရှုံးမြတ်မှာတော့ကျွန်တော်တို့ကအပုံကြီးတာတယ်ဒါပေမဲ့လေကိုလူထိကြိုက်တာမျိုးကတော့စိတ်မကောင်းဘူးပေါ့နော်ဟိုကိုအဖွဲ့တွေဘယ်သူပဲထိပေါ့နော်ပြောကြတော့တကယ်တမ်းပြောရရင်ဒီအဖွဲ့တွေကစစ်သားမဖြစ်တင်ပဲလာပြီးစစ်သားလုပ်နေရလေနော်အဲကြတော့ပို့ပြီးတော့နှမျောတာပေါ့အဲကြောင့်ဘယ်လိုပဲဖြစ်ဖြစ်နောက်ဟိုဟာတွေမှာဆိုလဲဂယုစိုက်ပေးပါပေါ့နော်ဒါကတော့အာနာနဲ့ပဲဒါတောင်းဆိုတာပေါ့တောင်းမှန်တာပေါ့ရတယ်ဆရာအခုကတော့သူတို့ရဲ့ဒီကျွန်တော်တို့လက်နက်ကြီးနဲ့ဒီကျွန်တော်တို့ကြီးတန်းပေါ့နော်ဒီခဲကြီးကြောင့်တော့ကျွန်တော်တို့ရဲဘော်တွေကကြီးခိုက်တာတွေကြာဆုံးတာတွေမရှိဘူးဘာပြောဒါကျွန်တော်လေကြောင်းတိုက်ခိုက်မှုကြောင့်ပေါ့ကျွန်တော်တို့ဘက်ကလည်းဒါပေါ်ဆမှုတွေလည်းရှိသွားတာပေါ့ကျွန်တော်တို့လည်းအဲ့လောက်ထိသူတို့ရဲဘော်တွေပေါ်မှာလိုက်လုံမယ်လို့လည်းမထင်တာရောကြောင့်အဲ့လိုဖြစ်သွားတာပေါ့ဆရာဟုတ်အဲ့တော့သူတို့အရာရှိတွေပါသွားတဲ့သားနဲ့ကိုလေရင်ကျဲသွားတာပေါ့ဆရာအဲ့ဆိုသူတို့ကလုံးဝသူတို့စီကနေပြီးတော့တယောက်ပါသွားရင်တော့မှပဲ तू ကလိုက်ပြီးတော့ကိုကပြန်ကယ်နေရသလိုဖြစ်နေတာနော်ကိုလာတိုက်တဲ့ကောင်ကိုပြန်ကယ်ရသလိုဖြစ်နေတာသိရမလားပြန်ကယ်ရတာဗျာသူတို့ကဟိုကျွန်တော်တို့ဒီလက်နက်ချပြီးတော့မှကျွန်တော်တို့စီပြေးလာလို့ရှိရင်ဘောလုံးကွင်းထဲမှာကျွန်တော်လူစားလဲတဲ့ကောင်လိုပဲသူတို့အားရဝမ်းသာနဲ့သူတို့အဲ့လိုပြေးလာတာလက်ထောင်ပြီးတော့မှလူစားလဲမဲ့ပုံစံမျိုးသူတို့ပြောတယ်ပါဗျာအဲ့လိုဖြစ်နေတာအဲ့ဒါကိစ္စမရှိဘူးအဲ့ဘူကြံခဲ့တဲ့အကြောင်းလေးပြောပါဦးဝယ်ရမောက်ရကြံခဲ့တယ်အဲ့ပထမကကျွန်တော်တို့ဒီမှာတုံမန်းနေမိလာတော့သူတို့မေးတာပေါ့နော်မေးတော့ဘာယာတို့ခင်ဗျဘာယာတို့သူကဘိုးမှုပေါ့ဟိုတယောက်မေးလိုက်တော့ဘိုးကြီးတဲ့ဘာဘယ်ရလဲဆိုတော့သူကစေးတက်ကပေါ့နော်စေးတက်ကဟုတ်ပြီခင်ဗျတို့ဒီဘာလို့ကြံခဲ့တာလဲပေါ့နော်သူတို့ကတကယ်ဆိုခင်ဗျတို့ယာတို့တွေနဲ့ဆိုရင်ခင်ဗျတို့မရရအောင်ဆွဲခေါ်အောင်ပါဘာဖြစ်လို့ခင်ဗျတို့ထားခဲ့တာဆိုတော့ကျွန်တော်တို့လည်းအိုင်ကွန်အောင်ပြေးမသုံးဘူးတဲ့စုပ်သွားပြီဆိုတော့သူတို့ပဲထားခဲ့ရပါတော့မင်းတို့ကစစ်တိုက်စရာမလိုဘူးပေါ့နောက်တန်းနေရတာပေါ့ငါတို့ကရှေ့ကတိုက်မှာဆိုပြီးတော့တက်သွားပြီးတော့မှတိုက်ပွဲလည်းဖြစ်ရောသူတို့ထားခဲ့ပြီးတော့ပြေးတာပေါ့နော်အားကြောင့်လည်းသူတို့ကသူဒီမှာစိတ်ကောင်းနေတယ်
စိတ်ကောင်းနေ စိတ်ကောင်းတယ် ဘုံမူရောဘိုးကြီးရောပါတော့အခုကတော့ အဲ့ဒီအရှင်မိထားတဲ့ဒီသုံးပန်းကြီးကျွန်တော်ထားတဲ့နောက်တန်းပေါ့နော်နောက်တန်းကိုဒီပို့တိုင်းနောက်တန်းမရောက်သေးဘူးရှေ့မှာဖြစ်နေတဲ့ရာနှစ်ကွက်လောက်ရဲ့နောက်မှာကျွန်တော်တို့စုထားတယ်သူတို့စုပြီးကြိုးတုပ်ထားတဲ့နေရာရှိတယ်အဲ့နေရာကိုအဲ့ကျွန်တော်တို့လေရင်ဘုံကတက်တက်ကျဲလို့သူတို့က3ယောက်ထပ်ကြသွားတာ ဟုတ်လားဒီကောင်တွေလိုက်ပြီးနှုတ်ပိတ်တာပါနော် ဟုတ်တယ်အဲ့ဒီအကောင်တွေကိုတက်တက်ကျဲတာပဲဆရာ အော် ပြင်းပြင်းလည်းမရှောင်ဘူးသူ ကို့အဖွဲ့ရလဲနော်စော်လို့ဆိုတော့ဒါပေမဲ့တကယ်တော့မပြည့်စုံဘူးနော်အဖွဲ့တွေက ဟုတ်တယ်ဒီဘက်ကျွန်တော်တို့ဘက်ချမ်းကအလဲပိုင်းထဲမှာဆိုမှလုံးဝအထီးထီးကျွန်တော်တို့ဒီဒေါ်လာရေးဟိုစိတ်တစ်ခုနဲ့ပဲသိရမလားချမယ်ဆိုတဲ့စိတ်နဲ့ပဲချနေကြတာတကယ်တမ်းပြောရင်ကျွန်တော်တို့ဘက်မှာကဒီဆယ်လီလည်းမရှိသလိုတကယ်အဲ့လိုမျိုးဟိုတခြားဒီ EAO ဒေတာဘတ်တွေလို့ပေါ့နော်လက်နက်ခင်ထောက်ပံ့မဲ့ဖွဲ့စည်းလည်းတိတ်မရှိဘူးပြီးရင်ကျွန်တော်တို့နိုင်ငံသားသမားတွေရှိရဒီကိုရီးယားတို့ဂျပန်တို့အဲ့ကိုရီးယားဂျပန်တွေကျွန်တော်တို့ကကြိုချိတ်တာပေါ့နော်ကျွန်တော်တို့စော်ရရှိတယ်အားစော်မယ်တော့ဆရာမပြောဘူးပေါ့နော်ဗာကျွန်တော်တို့စော်မှာဒါပေမဲ့လောက်ပြီးတော့ချပြမယ်လောလောဆယ်မှာအမြောက်တက်နိုင်ထောက်ပံ့ဆိုသူတို့တယောက်ကို9သိန်းတော့အဲ့လိုမျိုးပေါ့ထောက်ပံ့ပြီးတော့မှခါရဲဘော်တွေနဲ့ပြန်တိုင်းပြီးအဲ့မှာပလန်ကျွန်တော်တို့ကစေးပလန်3ခုလောက်ကိုကောက်ချလိုက်တယ်ချပြီးတော့မှဒီထက်မှာဘယ်ဟာဖို့အတွက်အဆင်ပြေမလဲပေါ့နော်အဲ့လိုမျိုးပြန်ပြီးရွေးချယ်ပြီးချကြတာ ဝိုက်တယ်ဒါဖြစ်သလိုကိုကျုံနေရတာနော်ဒါမှမပူပါနဲ့အခုဆိုအများကြီးပဲနော်ဘဘကြီးကထောက်ပံ့လာပြီနော် ကျွန်တော်တို့ကဆရာဟိုလောက်ခင်ဗျာတော်လိုင်းစောစောပိုင်း2022စောစောပိုင်းလောက်ခင်ဗျာကျွန်တော်တို့ကသူတို့စီအလက်တွေတော်တော်များများရတယ်ကျွန်တော်တို့က line ပေါ်တိတ်မတင်ဘူးအဲ့ဒီခုမြင်းကြံကပြူတွေစီရကိုကျွန်တော်တို့အဲ့တော့သူတို့ဟိုကျွန်တော်တို့တောင်မှဒီအော်တိုမောင်းပြန်ဆိုတော့3လက်လောက်ပဲရှိတဲ့ချိန်ကနေကသူတို့စီကနေ10ချောင်း17ချောင်းလို့တွားသွားပြီးနှိုက်လာတာလို့ဒီကျွန်တော်ပထမဆုံးကတော့အဲ့မှာစိုးဆုံးဘာလို့ဆိုတော့ကျွန်တော်မြင်းကြံမျိုးနဲ့အဲ့စံပြရွာကဥက္ကဋ္ဌအိမ်မှာသူတို့ပြည်သူစစ်ဆိုတော့ MA1 တို့ကျွန်တော်တို့ rifle ပေါ့နော်ဆရာဟို rifle ရှေ့ကြီးတွေလေအဲ့ဟာတွေသူတို့ချပေးတာ6လုံးကျွန်တော်တို့ဒီ shotgun တွေပေါ့ shotgun တွေချပေးတာအဲ့ဒါကိုတနက်ပြေကိုသူတို့ကအဲ့အိမ်မှာဖွက်ပြီးတော့မှအဲ့ KTV သွားကြတာအဲ့ဖွဲ့อ่ะအဲ့ခွေးတွေက KTV သွားတော့ကျွန်တော်တို့နောက်ကနေအဲ့တနက်တွေနဲ့ဟိုယူချလာတာ ဖွဲ့ရမ အဲ့ လို့ လိုကြီးကထောင်ကြသွားတယ်အဲ့လိုကြီးကထောင်ကြသွားတော့ဆရာ ဖွဲ့ရတကယ်မလွယ်ဘူးအဲ့သူကလိုတာရဟိုဖြစ်နေရပါဘောအဲ့ဆို အဲ့စံပြရွာတရွာတဲ့နဲ့ကိုကျွန်တော်တို့နောက်တစ်ခေါက်က4လက်ပထမကဆိုရင်အကုန်လုံး15လက်လောက်ရလိုက်တယ်ကျွန်တော်တို့က3ခါရတာအဲ့ရွာတရွာတဲ့နဲ့ ဟိုကတော်တော်ရင်နာနေမှာနော် ရင်းသားတော့ဆရာကျွန်တော်တို့ဒီနထိုးမျိုးသိန်းလောက်တော့လေကျွန်တော်တို့ကတကယ်တမ်းဆိုရင်တော့ဆရာသိန်းနိုင်တယ်မြို့ကိုရထိန်းသိမ်းဖို့ခက်တဲ့အနေအထားတွေပြီးမြို့လည်းအရင်မပြတ်စည်းသေးချင်တာနဲ့ကျွန်တော်ကပြန်စုပ်ခိုင်းလိုက်တာစုပ်လိုက်တော့ဘောနော်ဒီလောက်ဆိုရင်ဟောဖြစ်ပြီသူကလည်းလေရင်လည်းတောက်လျှောက်ဘုံကျဲတော့ကျွန်တော်တို့မြို့ကလည်းသေးတယ်လေမြို့ကသေးတော့ရေရှည်မှာလုံးမခဲယမ်းအင်အားနဲ့တောင်းလူတွေတောင်းခဏဆိုရင်မခဲယမ်းမတောင်းနိုင်ဘူးဆိုပြီးတော့ကျွန်တော်စုပ်ခိုင်းလိုက်တာမြို့အနေထားရဲစခန်းတစ်ခုပဲကြာတယ်ကျွန်တော်တို့တရထဲနဲ့တက်တိုက်ပြီးတစ်ခုပဲကြာ အခုလေအဲ့တုံမန်းနေရဲ့ပုံစံနည်းနည်းပါပြောပြပါဟိုဆိုတာဘလို့လဲဟိုတိုက်ချင်ခိုက်ချင်စိတ်ကိုရှိရဲ့လားဒီကောင်လေးကြည့်ရတာလုံးဝရည်နေရကျွန်တော်ခုနကြည့် ဒါဒီမှာကျွန်တော်တို့ဒီထက်မှာလဲဘိုးကြီးတယောက်ပါတမကိုကဘိုးကြီးတယောက်ကျွန်တော်တို့အရင်ဘွဲကမိထားတာပေါ့နော်မိထားသူကအဲ့ပထမကျွန်တော်တို့အဲ့မှာကုတ်ကိုစီရွာဒီအမြန်လန်းနဲ့ကျွန်တော်တို့2မိုင်ပဲဝေးတာရန်ကုန်မန္တလေးအမြန်လန်းနဲ့2မိုင်ပဲဝေးအဲ့ရွာမှာဝင်တိုက်တော့သူကထွက်ပြေးတာကိုသူကဘလို့ထွက်ပြေးတော့ဆိုတော့ကျွန်တော်တို့လွယ်အေးလေးတစ်လုံးရယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပစိုးလေးနဲ့ပေါ့ဘောင်းမီလိုလေးအောက်ကပါတော့အဲ့ဒါလေးနဲ့သူကထွက်ပြေးတာသူတယောက်တည်းနဲ့ပြေးတာကျန်တဲ့ကောင်နဲ့အထက်မှာတိုက်နေခဲ့တာအကုန်လုံးလဲဝိုင်းပြီးတော့အထက်လည်းကျွန်တော်တို့ဝင်ရောက်ရှင်းလင်းတဲ့ချိန်ကျတော့ drone နဲ့စကောက်ဝဲလိုက်တော့အဲ့ဘဲကသူကပြေးနေတာသူအဲ့လေကွက်ထဲမှာသူကပြေးတော့ကျွန်တော်တို့ကပန်ကယ်နဲ့ပတ်ပြီးတော့မှ white ပြီးဖမ်းလိုက်တော့ခင်ဗျဘဲရတော့ပေါ့နော်အဲ့လိုမျိုးတော့သူကအဲ့ချိန်မှာကျွန်တော်မြင်လိုက်တော့ဘလို့လို့ဆိုတော့အထုပ်ကိုသူကအဲ့ဟိုဟာလေးကိုကျွန်တော်တို့ခြုံလေးကိုပြစ်ပလိုက်တာခြုံလေးကိုပြစ်ပြီးတော့မှခင်ဗျဘဲရတော့ဆိုတော့ကျတော့ကျွန်တော်လည်းမီးသေးဖုတ်လာတယ်အဲ့မီးသေးဖုတ်တဲ့လူကဒီရုံမဟုတ်ဘူးလို့နော်ရဲဘော်တွေကကျွန်တော်မေးတာပေါ့နော်မီးသေးဖုတ်တဲ့ကောင်ဒီရုံမဟုတ်မင်းမသိငါဘူးပေါ့အဲ့နေပြီးတော့မှအဲ့ခိုးနာပဲဘာဖွက်ခဲ့ရလဲတော့ပြန်ရှာတော့အမှပစ္စတိုတက်လက်တွေတော့
အဲ့နဲ့မင်းဒီတနက်ဘောင်းတာမဟုတ်ဘူးလေကျွန်တော်ဟိုထဲကိုပစ္စည်းလာပို့ရင်းနဲ့ပေါ့နော်ကျွန်တော်ဘုံမှုနောက်ကပါလာတာတဲ့ကျွန်တော်ဘိုးကဒီကသူကမလိုက်ရင်ပြတ်တက်မယ်ဘာညာပြောလို့ကျွန်တော်လိန်လာပေါ့ဗျမျိုးစုံအေးအားဆိုပြီးမတင်ငါဘူးကွာလိုက်ခဲ့အောင်ဆိုပြီးတော့မှခေါ်လာတာအေးစီစီခေါ်လာပြီးတော့လမ်းရောက်တဲ့ချိန်တော့မင်းအမှန်တိုင်းဖြေမလားတက်တည်မလားဆိုတော့အဲ့ကြမှာသူက3ပွဲနဲ့ကျွန်တော်ဘိုးကြီးပါတဲ့တမကိုကအဲ့ဝဲအခုဒီမှာကျွန်တော်တို့ထားတဲ့ဒီအချုပ်တွေမှာသူကခေါင်းဆောင်ပဲသူကဘုံထိန်တော့နောက်ကသူနောက်ကဟိုစီနီယာဂျူနီယာညီလေးတွေသူထိန်တော့တာ တကယ်မိုက်တယ်ဗျာတကယ်အားရတယ် ခုဟွာလဲဆရာဒီစေချောင်းကလည်းကျွန်တော်တို့အလင်းဝင်တာနဲ့ပြေးတာကျွန်တော်တို့ခု17ယောက်ရထားတယ် ဟော ဟုတ်ဆရာ မနေဦးပဲနော် လဲဆိုင်ကအကောင်နေလဲဆိုင်က လောက်ခိုင်းနေတယ်မှာဂရုချင်းတူးတို့ရဲဘော်တွေရှိမှအဲလိုလို့ရှင်တို့ဘန်ကာလှုပ်တာရဲဘော်တွေရှိမှဘန်ကာလို့ဆို မင်းတို့အိမ်ကနေမင်းတို့အိမ်ကနေပတ်သက်ပြန်มาသွား ဘန်ကာလှုပ်တာကျွမ်းနေဆရာ ဟုတ်တယ်အကောင်နေပြန်သုံးချအောင်ဒီလားသူတို့ထဲမှာအဲ့လိုဟိုဟာဖြစ်တဲ့ကောင်မျိုးတွေပါတယ်လေသူတို့ကြွကြည့်ရကြည့်ရရှိတယ် ကျွန်တော်နားမလဲလက်နက်တွေတော့ဆက်သွေးဇက်တွေနဲ့အဲ့ဟာတွေတော့တို့ပဲတောက်လျှောက်ပြန်တင်ခိုင်းတာပေါ့ချော့ပြီးတော့ မိုက်တယ်ရသူလက်နဲ့ ဖုန်းပြော9မိနစ်ပြီးအဲ့လိုပြောတယ်ဖုန်းအိမ်နဲ့ဖုန်းပြောခွင့်9မိနစ်ပြီးမှဘာပညာသင်ပေးတန်ကုန်သင်ပေးတာသူကအားဆို မိုက်တယ်ညာသား ဟိုတည်းကမှကျွန်တော်တို့လက်နဲ့တင်တန်းပြီးသွားလေလက်နဲ့ကြီးတင်တန်းကျွန်တော်တို့ကလက်နဲ့ကြီးတာဝယ်တာကျွန်တော်တို့ကရင်ကနေယူတယ်ဆရာကြီးတည်မလားအဲ့ကျွန်တော်40တောင်မဝယ်ခင်ကနေ RPG တွေ60တွေဝယ်ပြက်တာကျွန်တော်တို့40မဝယ်ပဲနဲ့ထုမယ်သွားရွယ်တယ်အဲ့လိုမျိုးဝေးရောက်တဲ့ဟာအရင်ဝယ်တာဟုတ်တယ်နောက်ကျမှအဲ့ဟာတွေရဲဘော်တွေစနစ်တကျမလေးကျင်ထားတော့ပစ္စည်းဖြုံးရကြနေလို့ဆိုပြီးတော့မှပြန်သိမ့်ပြီးတော့မှဒီဟိုအခုသူတို့ကြောက်လာချိန်ဟိုနေ့ကလက်နဲ့ကြီးစေးအေးပြန်ပြန်နဲ့သူကတင်ပေးသွားသူကလည်းပြောနေတာသူဘိုက်ကြီးသူမိမကိုဝင်ရှိတဲ့အချိန်မှာသူကကျွန်တော်တို့နဲ့မိသွားတာဟုတ်မိသွားတော့အဲ့ဘဲကဟောပေါ့သူကသားလေးမွေးလို့သူကပြောနေတာသူသိရတယ်ကလေးပါလေးမွေးတယ်ဆိုတာသူကလည်းအဲ့နဲ့မုံနေပါတော့ဝဲကျွေးနေတယ်ဒီနာရဲဘော်တွေ6ခိုင်းလိုက်ပေါ့ဟုတ်တယ်ဆရာအဲ့လိုမျိုးဖြစ်စင်နေအများကြီးရှိမှာပေါ့အဲ့ဆိုရှိမှာပါအခုကြီးတယ်ရှေ့မှာတော်ကိုများတယ်ကျွန်တော်တို့ထိန်းခဲ့ရတဲ့ကောင်တွေရှိတယ်လေတရားဟိုဘက်မှာထိန်းခဲ့ရတဲ့ကောင်တွေရှိအဲ့ထိန်းခဲ့ရတဲ့ကောင်တွေကကျွန်တော်ကိုယ်တိုင်လည်းပြည့်ပြည့်စုံစုံပါတယ်ဗျာကြီးကအုတ်ထုတ်ဒါဂန်းကြီးစံအကုန်ပါတယ်တရားဒီကောင်တွေမှာလည်းအကုန်ပါတယ်ဒါပေမဲ့မတူဘူးဗျာဒီလားမတူအဲ့လိုမျိုးအပြည့်စုံနဲ့ပါပြီးတော့ဒါတိုက်ပွဲသွားရမယ်ဆိုရင်တော့မှဒီကောင်တွေကလုံးဝအဆင်မပြေဘူးဒါအခုဒါတပ်ဖွဲ့တွေကိုမြင်ရတဲ့ဟာကြတော့ဟောငါတို့ဆိုအဲ့လိုတိုက်နိုင်မှမလားမသိဘူးပေါ့နော်ဘောင်းမီတို့နဲ့လည်းချတာပဲညက်ဖက်နဲ့လည်းသွားတာပဲသိရကျွန်တော်တို့ရဲဘော်တွေကဒီမှာရှိတဲ့ရဲဘော်တွေဆရာပေါ့ point ဖက်ပေးလို့မရဘူးကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းမှာ point ဖက်တွေမှာပေးတယ် point ဖက်မစီးဘူးတဲ့တဲကလေးလို့တဲ့ညက်ဖက်နဲ့တုံပါတယ်အေးချကွာမင်းတို့စိတ်ချမ်းသာပြီးရပဲပေါ့နော်သူများတွေအဲ့လိုဟိုကြည့်ရမလား point ဖက်နဲ့မှတိုးနိုင်တာတို့ပြေးနိုင်တာတို့အဲ့လိုမျိုးဒီမှာကြီးကဝစ်ဆုံပေးလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုပေးနေလဲဆိုတော့ခုမင်းအဲ့ကြီးကဝတ်မှာလားမဝတ်ဘူးဆိုရင်1300လအဲ့လိုမျိုးချုပ်3လချမှာအဲ့လိုမျိုးပေးနေရတာလေးလို့တဲ့မွေးချင်ဘူးအဲ့လိုမျိုးလွယ်အိမ်နဲ့ပဲလစ်ချင်တာတို့ကဖွဲ့ရတကယ်မလွယ်ဘူးတော့တကယ်ဒီကန်ကြက်ပြီးတော့ကိုတောင်းလျှောက်ပါဖြစ်နေဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းဆရာလင်း9ယောက်ဒီနေ့ဆိုရင်ပြီးခဲ့တဲ့ပွဲဆို6ယောက်လောက်ကဆရာကြီးကအုပ်ထုံးနဲ့ကြီးကပြားပါလို့အသက်မသေးခဲ့တာမဟုတ်တာတကယ်လိုအပ်တာအဖွဲ့တွေကိုနည်းနည်းဟိုနားဝင်အောင်တော့ပြောရမှာပေါ့နော်အဖွဲ့ရကြအဲ့လိုလွတ်လပ်စော်ကျင်တာဟုတ်ဒါပေမဲ့ဟုတ်တယ်ဒီကပြားတော့မှကျွန်တော်တို့ချင်းပြောလို့ရှိရင်ရှေ့တပြားပဲယူနောက်တပြားမယူနဲ့ပါလို့နောက်ပြန်ပြေးရင်သေးပါစေလို့အဲ့လိုရှေ့တက်လည်းမသေးပြီးရပဲတဝက်လေးတာတက်တာလည်းမစိုးဘူးလေနော်ဟုတ်တယ်အစာပိုင်းကကျွန်တော်တို့2ယောက်တစ်ချက်ထည့်ရတာ2ယောက်တယောက်တစုံဆိုရင်2ယောက်ပေါ့နော်အဲ့လိုမျိုးတခြားလူကဖြစ်တယ်လို့အပြားကနည်းနည်းဈေးများတော့ကြတော့အပြားကိုရှေ့တပြားစီပဲထည့်ကြတာနောက်နဲ့ကြတော့လူဖြစ်နေတော့သူကရှေ့ကဝိတ်များတော့ကြည်နဲ့ကွာနဲ့ဆိုဒီလိုရှိုးနေနောက်ကလူထောင်းနေလေအဲ့ကြပြီးတော့ရင်ကဘူးတွေပဲထည့်ပြီးတော့မှတစ်ခါပြန်ပြေးရတာဝင်းပြသွားအောင်လို့ဝင်းပြသွားတကယ်ချစ်ဖို့လည်းကောင်းတယ်နော်ဟိုပေါ့ဒီလိုမျိုးတကယ်တိုက်ပွဲဝင်နေတဲ့အဖွဲ့တွေပြီးရင်တကယ်မြေပြင်မှာလည်းတကယ်လုံးနေတာပေါ့နော်
ပြီးတော့ခုနလိုပြည့်ပြည့်စုံစုံလည်းမရှိဘူးပြီးတော့တကယ်ကိုအောင်မြင်မှုအကြီးတွေရရဗျာအဲကြားတွေကမှဒါအောင်မြင်မှုရရဆိုတာတကယ်လေးစားဖို့ကောင်းတယ်ကျွန်တော်ခုနကြည့်ရင်တကယ်အားရတယ်ဗျာ အဲ့ခုခွေးတွေကလက်နဲ့မချအောင်လားမချလို့ရှိရင်အဲ့သူ့လူကိုကျွန်တော်တို့ကာပါယူပြီးတော့မင်းလှမ်းကောကျွန်တော်တို့နောက်ကနေဂန်းနဲ့ချိန်ထားတာဟိုဟာသူပကုံးပေါ်တင်ပြီးတော့မှမင်းလှမ်းကောဘယ်လိုမျိုးတွေပေါ့နော်အဲ့ကြမှာလှမ်းကိုထွက်လာတာတခါကျသူချင်းချင်းလည်းပြောအဲ့ကောင်ခေါင်းမာတယ်တခြားကောင်လည်းမတူဘူးတဲ့ပြစ်တော့တဲ့အဲ့လိုမျိုးထုတ်ပြောတာဗျာ တကယ်အားရစရာကြီးတော့ ဒီစင်းလေးကိုကြည့်မြင်ရအောင်တယ်သူတို့ကဒီမှာလာတာဆရာတို့အဲ့ပေါ်ဘက်တွေလို့စိတ်ကြောင်းတွေကဥပမာပေါ့ဆရာရဲ့ဒီ131ဆိုရင်131တစ်ခုလေးလာတာမဟုတ်ဘူး131ကတစ်ခုလာတဲ့စိတ်ကြောင်းဆို131က80လောက်လာ80လာတယ် ဟုတ် ဟိုဟာကဆရာကျွန်တော်တို့ဒီ253က235ကဆရာအဲ့80လောက်80 80လောက်လာတယ်အဲ့လိုမျိုးပြီးလို့ရှိရင်တခါပြန်ပြီးတော့မှအဲ့253ကလည်းအဲ့ပချာလေးလောက်ဝင်တယ်ပေါ့နော်ပြီးတော့မှနောက်ထပ်ကအဲ့ဒီတရုံမျိုးမှာရဲစကန်နဲ့လေချောင်းရဲ့ကာကွယ်ရနည်းနည်းပါးအဲ့လိုမျိုးပါရဲတွေပါဆရာရဲတွေမင်းတို့တိုက်ပွဲတိုက်ဘူးလားဆိုမတိုက်ဘူးဟိုရှေ့တန်းဇွတ်ထိတ်လိုက်လို့ပါလာတာတို့ပါတော့ တကယ်ကောပါစာတွေမပါဘူးပါစာ3ယောက်ပါဆရာ အခုဒီပွဲမှာလေ ဒီပွဲမှာ3ယောက်ပါဆရာ ဟုတ်လား အဲ့စိတ်ကြောင်းမှာက35ယောက်ပါစာထည့်လိုက်တာဆရာတို့ညဆိုတနက်သိန်းတာနေ့ကြမှာသူထုတ်ပြီးတာကင်းကိုလည်း4ယောက်မှ1000ပဲပေးကင်တာ မယုံဘူးဒီလားအဲ့အဖွဲ့လေတကယ်တနာဖို့ကောင်းတယ်တဲ့သူကအကန့်ခွဲထားလေသူတို့ရဲ့တန်တေးစစ်သားတသက်နောက်မှဝင်လာတဲ့ပါစာတသက်အကောင်အောက်ခြေသိန်းလုံးပြီးရင်အသေးခံအဲ့လိုပုံစံမျိုးလုပ်ထားတာအဲ့ဒါကိုကျွန်တော်တို့လူတွေသိစေချင်တာ ဟိုတနေ့ကဆရာရဲ့အဲ့ဟိုဟာအဲ့ပါစာတွေကလင်းဝင်လာတဲ့တယောက်ဆိုရင်ကျွန်တော်တို့ချိတ်ဆက်တာပေါ့နော်ကျွန်တော်နဲ့တိုက်ပွဲဖြစ်နေတာဆရာလမ်းပဲချတာဒီဂျင်းလမ်းတစ်ခုပဲချတာကျွန်တော်တို့လုံဆုံးရှိမှပေး20ပေါ့နော်အဲ့ဘက်ချလေးမှာတော့ရှိရလမ်းပဲချတာ तू ကထွက် तू ကရအောင်ထွက်မှာအေးထွက်ခင်ဗျဂမ်းမပိုင်းနဲ့ကျွန်တော်လက်မခံဘူးပေါ့နော်ဂမ်းမပိုင်းတော့လက်မခံဂမ်းပေါအောင်ကြည့်ပဲစိတ်ချတယ်အဲ့ဘက်ကညနေလောက်ရောက်တော့ तू ကဒီကျွန်တော်တို့ तू ကပေါ့နော်ဒီတနက်ရှေ့လိုက်ပြမှာမလို့ပေါ့ तू ကြည်ပေးဆိုပြီးတော့မှ तू အဲ့တယောက်ထုတ် तू လိုက်တောင်းလာလိုက်တောင်းပြီးဘဲတပွေတယောက်ထဲနဲ့ကြီး900လောက်မလာတာတဲ့တနက်တလက်နဲ့တောင်းနေဒီကကောက်ထဲလာတာပဲ ဟုတ်လားအဲ့လိုကြအားကိုးရပါအောင် အားကိုးရတယ်အဲ့ तू ယူနီဖောင်းတွေဟွာလမ်းနေချုပ်ခဲ့ဒါတွေကိုမမြင်ချင်ဘူးတဲ့ तू က ဟိုစိတ်နာနေနော်စိတ်နာ ဟုတ်တယ် तू ကလည်းဖြစ်စင်ဆရာတက်ပြောရင်ဒီပါဇက်ကအာချောင်လို့အဲ့ဟိုပါစာဖြစ်သွားတာဆရာဟိုမှာသူ့ရဲ့တငယ်ချင်းကအဲ့လေရင်ပေါ်မှာကျွန်တော်တို့အရေးပေါ်ဘောက်ကနေငါတို့စင်းရရင်ကောင်းပါပဲဆိုပြီးတော့မှစလိုက်တာနဲ့အဲ့လေရင်မဲကရဲကိုကြောင်းကြပြီးတော့ရဲအောက်ရောက်တာတခါဆွဲသွားတာသူတို့ ဗျာတကယ် ရက်ကလည်းမလွယ်ဘူး တကယ်ဖီယိုရဲတွေနော်ပြီးတော့ကျွန်တော်တို့တက်ဖွဲ့တွေရဲ့အဲ့ခံယူချက်တွေစိတ်သက်တွေအကြောင်းလေးနည်းနည်းပါပြောပါဦးကျွန်တော်ဖွဲ့တွေ ခုကျွန်တော်တို့ဒီဘက်မှာတော့ဆရာကျွန်တော်ကအခုဟောပေါ့နော်မြင်းညက်ခရိုင်ရင်း30ယာယီရင်းမှုတာဝန်ယူထားကျွန်တော်တို့ကအရင်တော့မြင်းညက်ခရိုင်ရင်းလေးရင်း30ကျွန်တော်တို့ကဒီနထိုး PDF ဆိုပြီးတော့မှတက်ဖွဲ့ရဲပေါ့နော်စဖွဲ့ကနေကျွန်တော်နထိုး PDF ဆိုပြီးတော့ဖွဲ့တဲ့ဖွဲ့တာ local ဖွဲ့ပြီးတော့မှအခုတက်ရင်းနေဒီကာဝေးဝန်ကြီးဌာနအောက်ကတက်ရင်းနေဖြစ်သွားတော့ကျွန်တော်တို့ကရင်းလေးကိုစတင်တဲ့ချိန်မှာကျွန်တော်တို့ရဲ့ဒီရဲဘော်တွေကိုကျွန်တော်တို့ကဒီတခြားပြန်ရေးဘတ်တွေပြီးလို့ရှိရင်ကျွန်တော်တို့တခြားတိုက်နေတဲ့ဘက်တွေကိုကျွန်တော်တို့အတွေ့အကြုံယူဖို့လွတ်လိုက်တာကျွန်တော်တို့ကြိုတင်ပြီးအဲ့လိုမျိုးကျွန်တော်တို့တိုက်ရင်လဲကြာပြီးတဲ့အချိန်မှာအဲ့ဘက်ကတဆင့်ပြန်လာတဲ့ကျွန်တော်တို့ရဲဘော်တွေကနေတခါပြန်ပြီးတော့ဒီစုမှုခွဲမှုတာဝန်တွေယူပြီးတော့တိုက်ရင်တခါပြန်တင်ပေါ့နော်ပြန်တင်ပြီးတဲ့အချိန်ကျမှအခုကျွန်တော်တို့တက်တော်ညာနှစ်ခွင်ဒုတိယ line မှာပေါ့ဒုတိယမြေပြင်မှာလည်းဒီမှာလုပ်တယ်ဒုတိယ line မှာကျွန်တော်တို့ကဒီ MDYPD နဲ့ကျွန်တော်ရှမ်းမြောက်မှာသွားပြီးတော့ပေါင်းလိုက်တာဆရာအဲ့ဒါရဲဘော်80ပေါင်း80ပေါင်းပြီးတော့မှကျွန်တော်တို့ကအခုမြေပြင်မှာဒီတိုက်ပွဲဝင်နေတာကအဲ့လိုမျိုးတွေ့ကြုံရပြီးသားရဲဘော်တွေရဲ့ကျွန်တော်တို့ဒီမြေပြင်ရဲ့အခြေအနေတွေရဲ့အမှဟောဖြစ်တာပေါ့ဆရာဒီတိုက်ပွဲတွေမှာရောပြီးတော့အသုံးချရတော့အဲ့မှာကျွန်တော်တို့ကပြဿနာဆရာနည်းနည်းတော့ရှိရဘယ်ဟာရှိအောင်ဆိုတော့တောင်ပေါ်မှာတိုက်လာတဲ့လူတွေကကျတော့ဆရာသူကအကာအကွယ်နဲ့တိုက်ရတာဘန်ကာနဲ့နေရတာဆရာတရားဟုတ်တယ်ကျွန်တော်တို့ကရောင်ကြီးနဲ့တက်တာဆိုတော့သူတို့ကလေကလေးတွေကြည့်လို့ရှင်တက်ခိုင်းလို့ရှင်ဆရာဆိုကြည့်အောင်ညာဆရာတက်မလားဟာမင်းမတက်ဘူးလားတက်မလားကျွန်တော်နောက်ကတနက်နဲ့မင်းပြေးရမလားငါသူ့ပြေးရမလားအဲ့လိုပြောလို့ရှင်အဲ့ကြမှာဟာတကုံပြေးတယ်ပေါ့နော်တခါကျရင်ဒီပွဲမှာဆိုရင်ကျွန်တော်နှစ်ခါကြီးဖောက်ရတယ်နောက်တန်းကနေနောက်ကနေမတက်လို့လေမတက်လို့ဆိုတာကလေးတွေကဆရာဟိုလိုမျိုးကိုကပြေးတော့လေအဲ့ဒီကျွန်တော်ထေးသားကြီးတဲ့ကြောင်ကွင်းမြောင်ကြီးတဲ့သူကပြေးတော့လေကွင်းမြောင်ကြီးတဲ့သူ့အလဲကြတော့ကိုကပြစ်ထားတာဆိုတော့ကိုပြေးရင်လေဟိုကပြစ်မယ်ထင်တော့လေကောင်းတာပါတော့ဆိုကျွန်တော်တို့ကနေမီ
ပိုင်တာပေါ့နော်နေမြေကိုကျွန်တော်တို့ကျွမ်းကျင်ထားတာသူတို့ကဘယ်ပြေးလို့ဘယ်အောင်မှမသိဘူးပေါ့အဲ့လိုမျိုးအခြေအနေတွေကြောင့်ကျွန်တော်တို့ကတော်တော်လေးကောင်းအဲ့ဝါးတစ်ပြန်လောက်ပြေးလိုက်ဝင်ရိုင်းမှောက်သွားလိုက်ဝါးတစ်ပြန်လောက်ပြေးလိုက်ဝင်ရိုင်းမှောက်သွားလိုက်ကိုကလိုက်ပြစ်လိုက်အဲ့လိုမျိုးအဲ့ထဲမှာတော့တော့ဆိုရင်တေးချောင်းဆောင်တာဘလောက်ဆိုးတုံဆိုလို့ရှိရင်နေမြေချင်းလေးဒီလိုမျိုးပဲကျွန်တော်တို့ရင်မောင်တန်းနေပေါ့နော်ဟိုဘက်ကဒီဘက်က2ယောက်3ယောက်ဖြန့်သွားတဲ့အချိန်မှာအဲ့မှောက်နေတာပေါ့သူကဒီတိုင်းမှောက်ပြေးချိန်ကျွန်တော်တို့မလာခင်တည်းကမပြေးပဲနဲ့ကျွန်တော်တို့ကသူ့ကိုကြောသွားပြီးသေပြီးဆိုသူ့ကိုကြောသွားတဲ့အချိန်ကျမှနောက်ကနေထားပြီးနောက်ပြန်ပြေးတော့ဘယ်လိုလုပ်တတ်ရှင်ဘောသူအဲ့ဘယ်ရတော့အားရလို့မူးထောင်နေရောဆက်ရက်တီရောတာမူးယူနေပေါ့အဲ့လိုမျိုးဒါကျောင်း တက်ဖွဲ့တွေတော့ဖိုးတာဒီနေရာလဲမိုက်တယ်ဒါကျောင်းတက်ဖွဲ့တွေကတော့လုံးဝစိတ်သက်ခံယူချက်ကလည်းကျုံးမယ်ဆိုတာကြည့်ပဲပေါ့နော်ဒီမှာကျွန်တော်တို့ဒီမှာတဖွဲ့တဲ့ချင်းတောင်မှအခုကျွန်တော်ကဒီပွဲမှာပါလို့ကျွန်တော်တိုက်လို့ကျွန်တော်ဒီမှာအခုမရှင်ဘာညာတင်းလို့တိုင်းပေါ်မှာရှောက်ဟိုစထီကစားကားစားကောင်းနေရှောက်စားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တခြားခွဲပေါ့နော်ဟိုဘက်ချမ်းမှာတာဝန်ယူထားတဲ့ခွဲကကောင်းနေဒီဘက်ချမ်းခွဲကိုမိတ်မကြည့်တော့သူကစိတ်ကောင်းနေသူမပါလို့မတိုက်ရလို့ဟိုဘက်ချမ်းတိုက်ဒီဘက်ချမ်းစကားမပြောတော့သူတို့ဒါမဲ့ဒါဟိုလိုမျိုးဒါချစ်စရာကောင်းတဲ့စိတ်ကောင်းမှုပါဟုတ်တယ်မလားအခုပဲချင်းချင်းပါတဲ့ချင်းချင်းစိတ်ကောက်ကြမတိုက်ရလို့သူတို့မလိုက်ရမိုက်တယ်ဗျာဟုတ်အခုလိုပြောပြတာတကယ်ကျေးဇူးတင်တယ်ပေါ့နော်ပြီးတော့ရှေ့ဆက်ပြီးလဲအောင်မြင်မှုတွေအများကြီးရပါစေပြီးတော့ဒါမိဘပြည်သူတွေကုညီပေးကြရင်မိဘပြည်သူတွေလည်းတကယ်ကျေးဇူးတင်တယ်ပေါ့နော်ပြီးတော့ဒါတက်ဖွဲ့အနေနဲ့လည်းပို့ပြီးတော့ view site ပေးပါပို့ပြီးတော့ကုညီတွေကိုပေါ်မှာပေါ့နော်ပို့ပြီးတော့စောင့်ရှောက်ပေးပါပေါ့နော်ပြီးတော့ပြည်သူတွေအတွက်အခုလိုစူးစမ်းပေးနေတဲ့အတွက်လည်းတကယ်လည်းလေးစားတယ်တကယ်လည်းဂုဏ်ယူတယ်ပေါ့နော်နောက်ဆုံးအနေနဲ့ဒါပြည်သူတွေကိုပြောချင်တဲ့စကားမျိုးရှိသေးလားဟုတ်ရှိတယ်ဆရာအဓိကကတော့ကျွန်တော်တို့ကဒီမြန်မာနိုင်ငံလယ်ပိုင်းမှာထီတိုက်နေရတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့စီမှာကဒါစေရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကျွမ်းကျင်ပြည့်စုံတဲ့လူတွေတော့မဟုတ်ဘူးကျွန်တော်တို့ဒီတိုင်းပဲလေးလာတယ်တိုက်ပွဲအတွေ့အကြုံတွေကိုယူတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဘလို့ပြန်ပြုပြင်ရမယ်တိုက်ပွဲတွေပြီးရဲ့ရလက်ပုံမူတည်ပြီးတော့ဘလို့ပြုပြင်ရမယ်ဆိုကျွန်တော်တို့လူငယ်တွေခေါင်းချင်းဆိုင်တယ်ပေါ့နော်ကျွန်တော်တို့ဆိုရင်ဒါကျွန်တော်ရဲ့အသက်က20နဲ့ခွန်ပဲရှိသေးတယ်ဗျာ29နှစ်ကျွန်တော်ရဲဘော်တွေဆိုရင်ကျွန်တော်တို့20ကျော်20ပတ်ချလေတွေပဲများတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ဒီမြေပြင်မှာရှိတဲ့အဓိကပြောရင်လူတွေကလုံနိုင်တယ်ဆိုရင်တော့မှကျွန်တော်တို့မှာခဲယမ်းအခက်အခဲတွေရှိရပေါ့နော်ဆရာအဲ့ဒီအခက်အခဲတွေကိုကျွန်တော်မိဘပြည်သူတွေအနေနဲ့လည်းကျွန်တော်တို့တန်ရင်တပ်ဖွဲ့တွေပေါ်မှာယုံကြည်ပြီးတော့မှဒါကျွန်တော်တို့ဟိုထောက်ပံ့ကြဖို့ပေါ့နော်အားလေးတော့ကျွန်တော်အကူအညီတောင်းချင်ပါတယ်ဆရာဟုတ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒါပြည်သူတွေလည်းတက်နိုင်တော့ပါဝင်နေကြတယ်ပေါ့နော်ပြီးတော့ပြည်သူတွေကလည်းဒါတပ်ဖွဲ့တွေအတွက်ရှိသလိုတပ်ဖွဲ့တွေကလည်းပြည်သူတွေအတွက်လှုပ်လှုပ်ပေးနေတာဖြစ်တဲ့အတွက်ဒါဒီခရီးကတေချာပေါက်အောင်မြင်မဲ့ခရီးပေါ့နော်နောက်တစ်ခုအခုလိုမျိုးဒါလိုအပ်နေတဲ့အပိုင်းတွေမှာလည်းပြည်သူတွေကတက်နိုင်တော့ကူညီကြလိမ့်မယ်လို့မျှော်လင့်တယ်ပေါ့နော်။ဘာဖြစ်ဖြစ်အခုလိုမျိုးဖြေကြားပေးရတဲ့အတွက်တကယ်ကျေးဇူးတင်တယ်ပေါ့နော်။ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ထပ်သုံးအောင်မယ်ပေါ့နော်။ထပ်ပြောအောင်မယ်ဒီလိုသတင်းကောင်းတွေထပ်ပြီးတော့ဝင်မြကြအောင်မယ်။မကြောက်ဆရာလာကုန်ရင်ပိုင်းဆက်နဲ့လာမှာ။ Okay ဗျာအဲ့ဆိုဟုတ်ကဲ့အဲ့ဆိုဂယူဆိုင်တော့ဟုတ်ထပ်ဆုံးမယ်နော်။ဟုတ်ဆရာဟုတ်